နင်းလိုမိဘမျိုးအရေကိုဆုပ်ခဏလောက်ဝဲလို့ရတယ်သဘောပေါက်အေးငါဆိုတဲ့မတ်နိုင်လေအဲ့လိုကောင်မျိုးတွေ့ချင်နေတာပဲဟမ်အဲ့လိုကောင်မျိုးပေါ့ငါဟုတ်လို့ရိုက်ချင်တော့စမ်းစိုးကြီးပေါ့ဘူးကရိုက်လို့မရငါရိုက်ချင်တယ်တော့စမ်းရိုက်လို့မရနင့်ပါအောင်ငါရိုက်ချင်တယ်ဘလောက်ပေးရမလဲတိုက်စစ်ပြီးရိုက်အေးရော့ပတ်စံနေရမ်းပေါ်တယ်ထဲ့ရောလားဟာဆိုးပတ်စံပေါ်ထဲ့ရသွားလိုက်အောင်လေတော်ပြီလားပတ်စံနေဆရာအောင်ပေါ်တယ်ကျန်တဲ့ပတ်စံသိစီပတ်စံတွေအများကြီးပဲကိုကြီးဘယ်သူ့ရိုက်ခဲ့ရလဲအဲ့ကို ရှင် ကျန်းတိုက်တယ်ဆိုတာအဲ့ဒီကျန်းမှာကိုမျက်နှာပေါ်အောင်ဖြစ်တတ်ရတာဟိုကလေးမလေးကဘာတူလဲဘယ်ရလဲဘိုးဘူပြောတာဆန်တယ်အိမ်ပေါ်လေးပါဘုံအိမ်ပေါ်ဆိုတာဒီလိုသူ့အိတ်ထဲကလက်ကင်သွားလို့စာရက်ဆိုရင်အဲ့ဒါအရာဆိုရင်သမီးအမေစွန့်ပစ်ခိုင်းခဲ့တဲ့ကလေးဆိုတာတေးချနေပြီနော်ဘလို့တော်စင်တော့ကျမနားလည်အောင်တေချာပြန်ပြောစမ်းပါဟုတ်တယ်သမီးမျက်နှာမြင်တော့အဲ့ဒီကလေးကိုသမီးအမေကမကြည့်ချင်ဘူးဆိုလို့တော့စိတ်တော့ပေါ်နေစွန့်ပစ်ခဲ့ရတာဟာမရေသူကြီးဟိုကျေးဇူးပြုပြီးအမပြောမယ့်စကားလေးတွေဆုံးအောင်နားထောင်ပေးပါမယ်သမီးကိုလေကိုစိုးကြီးတို့14 5နှစ်အတူနေလာတဲ့တန်ရောစင်လေးစောင့်ရှောက်ခဲ့တဲ့မြစ်တာတွေကိုအမနားလဲပါတယ်အမကိုချင်းစာကြည့်လို့လည်းရပါတယ်အမကလည်းလေအမေရင်တယောက်ဖြစ်နေတော့အမဘက်ကခံစားမှုကိုလည်းကိုစိုးကြီးတို့နည်းနည်းတော့စဉ်းစားပေးပါဦးနော်ခါတလေကြမ်းတမ်းခဲ့ရတဲ့ကိစ္စတွေအတွက်လည်းအမတောင်းပန်ပါတယ်ကိုစိုးကြီးဘယ်လို့မှမအောင်မေ့ပါနဲ့နော်သမီးကိုဒီအရွယ်ထိစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေကိုလည်းအမပြန်ဆက်ပါမယ်ကွယ်သမီးလေးကိုအမနဲ့ပြန်ဖက်လိုက်ပါနော်ခြေသလုံးဖက်ပြီးတောင်းပန်ဆိုလည်းအမတောင်းပန်ပါမယ်ကိုစိုးကြီးရဲ့ဒီမလေးနဲ့ကိုကြီးတွေ့တော့အရင်နေမဟုတ်ဘူးကဲဒီနေရာမှာဆောင်းလာတင်တော့မနိုင်ရဲ့ညီမလေးအမေအရင်မနိုင်နဲ့ပဲသွားနေညီမလေးကိုဖေးရမွေးသားခဲ့တာသမီးလေးမောင်စိုးကြီးရဲ့မင်းရင်ထဲမှာဘယ်လိုခံစားနေရမလဲဆိုတော့အမကိုချင်းစားလို့ရပါတယ်အမနားလဲပါတယ်ကွယ်အမသမီးလေးကိုလေဒီရွယ်ထိစောင့်ရှောက်ထားတော့အမပြန်လာပြီးကျေးဇူးဆက်တာပါဒါပြီးတော့လက်ခံပေးပါနော်ကိုစိုးကြီးရဲ့နော်တော်ကြပါတော့အမကိုချင်းစားပါတယ်ကိုစိုးကြီးရဲ့မဖြစ်လျင်လည်းလေမင်းညီမလေးကိုပြန်ရွေးဖို့အတွက်အမစီတွင်းခဲ့တဲ့နေပြန်ဒိုးလေးတော့လက်ခံထားလေးပါနော်ကျေးဇူးတင်ပါတယ်ကိုစိုးကြီးရဲ့အမဒီမှာထားခဲ့မယ်နော်ကိုစိုးကြီးနော်ကျေးဇူးတင်ပါတယ်ကိုစိုးကြီးလာလာပြောပါ